ရေပြင်ပေါ်မှာတော့အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေပါတယ်။ရုတ်တရက်ရေအောက်ထဲကနေကြောက်စရာကောင်းတဲ့မျက်နှာကြီးတစ်ခုပေါ်လာပေမဲ့ဒါကတတ္တဝါအစ်စ်တော်မဟုတ်ပါဘူး။အဖေဖြစ်သူကနောက်ပြောင်ကြည့်ဆဲလိုက်တာပါ။သမီးငယ်လေးကတော့ကြောက်လန့်ပြီးငိုပါတော့တယ်။သမီးဖြစ်သူစိတ်ပြေသွားအောင်အဖေဖြစ်သူကရေထဲမှာစောက်ထိုးမောက်ခုံလုပ်ပြီးရေစရာဟန်ပန်တွေလုပ်ပြပါတယ်။ဒါပေမဲ့ခဏကြာမှာတော့သူ့ရဲ့လှုပ်ရှားမှုတွေကနာကျင်မှုကြောင့်အလိုလဲဖြစ်နေတယ်လို့မျိုးရုတ်တရက်ပြောင်းလဲသွားပါတယ်။သမီးဖြစ်သူကတော့ဒါဟာအရင်ကလိုပဲနောက်ပြောင်နေတာလို့ထင်ပြီးပြန်ပြုံးကရေမောနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့မိစ္ဆာကောင်ကြီးရေထဲကနေထွက်ပေါ်လာပါတော့တယ်။အဲ့ဒီကြောက်စရာကောင်းတဲ့တတ္တဝါကြီးကအဖေဖြစ်သူကိုဖမ်းဆွဲပြီးရေအောက်ထဲဆွဲနစ်ပစ်လိုက်ပါတယ်။မကြခင်မှာပဲရေပြင်တစ်ခုလုံးတွေးအောင်တွေလွှမ်းသွားပါတော့တယ်။ကြောက်လန့်တကြားနဲ့ထွက်ပြေးနေတဲ့မိန်းကလေးရဲ့ပုခုံးကိုမိစ္ဆာကောင်ကြီးကသူ့ရဲ့ရှည်ရတဲ့လက်တံကြီးတွေနဲ့လှမ်းဖမ်းလိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အမေဖြစ်သူကထိတ်လန့်တုန်လှုပ်ပြီးအကူညီတောင်းကအော်ဟစ်ပါတော့တယ်။သူမကသမီးဖြစ်သူကိုသူမရဲ့ရင်ခွင်ထဲရောက်အောင်အမြန်ဆွဲယူလိုက်ပါတယ်။အနားကလူတွေလည်းသူတို့စီကိုအပြေးလွှားရောက်လာကြပါတယ်။တချို့ကမိစ္ဆာကောင်ကိုတွန်းထုတ်ဖို့စူးစမ်းကြတယ်လို့တချို့ကလည်းမိန်းကလေးကိုကယ်ထုတ်ဖို့စူးစမ်းကြပါတယ်။မိစ္ဆာကောင်ကမိန်းကလေးရဲ့စံပင်ကိုအရန်အားနဲ့ဆွဲထားတဲ့အတွက်ကယ်ထုတ်ဖို့ခက်ခဲနေပါတယ်။အဲ့ဒီအချိန်မှာလူတစ်ယောက်ကဓာတ်တစ်ချောင်းကိုချက်ချင်းထုတ်လိုက်ပါတယ်။သူကမိန်းကလေးရဲ့စံပင်ကိုအမြန်ဖြတ်လိုက်တဲ့အခါမှာတော့မိန်းကလေးဟာမိစ္ဆာကောင်ရဲ့လက်ထဲကနေလွတ်မြောက်သွားပါတယ်။ဒါပေမဲ့မိစ္ဆာကောင်ကလက်လန်းပြီးသူမကိုထပ်မံဖမ်းဆွဲပြန်ပါတယ်။ဒီတစ်ခါမှာတော့လူတစ်ယောက်ကပူစိန်နဲ့လွှဲပြီးမိစ္ဆာကောင်ရဲ့လက်ကိုခုတ်ချလိုက်ပါတယ်။လက်ကပြတ်ထွက်သွားပေမဲ့မိန်းကလေးဟာတရားပေါ်ကနေချော်ပြီးရေထဲကိုပြုတ်ကျသွားပါတယ်။အမေဖြစ်သူကထိတ်လန့်တကြားနဲ့သမီးကိုဖမ်းဖို့ရေထဲကိုခုန်ဆင်းသွားပါတယ်။သူမကသမီးကိုအပေါ်ဆွဲတင်နေတော့မှပဲရေပြင်ကရုတ်တရက်ကွဲထွက်သွားပြီးမိစ္ဆာကောင်ကြီးကထပ်မံပေါ်လာပြန်ပါတယ်။မိစ္ဆာကောင်ကသူ့ရဲ့ပါးစပ်ကြီးကိုဟပြီးမိန်းကလေးကိုတခဏအတွင်းမှာပဲမျိုးချပစ်လိုက်ပါတယ်။အမေဖြစ်သူကပူစိန်ကိုဆွဲပြီးဘာမှမစင်စားပဲရေထဲကိုလိုက်ခုန်ဆင်းသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲငြိမ်သက်နေတဲ့ရေပြင်ကြီးဟာကြောက်မဖွယ်ကောင်းတဲ့ဟင်းဟောက်တန်ကြီးတွေနဲ့တဖန်ပြည့်နေသွားပါတော့တယ်